ရန်ကုန်ရဲ့စူညံမှုပူအိုက်မှုတွေကိုခဏမေ့ထားလိုက်ရအောင်မနက်ဆိုရင်နှင်းငွေလေးနဲ့နိုးထရပြီးတော့ညနေဆိုရင်ထင်းဦးနံလေးကိုရှူရှိုက်ရတဲ့နေရာဒါကတော့လူကြီးမင်းတို့မြင်နေရတဲ့ကလောမြို့ပဲဖြစ်ပါတယ်ရှင်ဒီနေရာကအေးဆိုင်ရုံပဲလားဆိုရင်မဟုတ်သေးပါဘူးရှင်အတောင်သက်တာရှိတဲ့ lifestyle မှာရရှိနိုင်တဲ့မြို့လေးပါကျန်အခုဒီနေ့ဒီနေရာကိုဘာလို့ရောက်လာလဲဆိုတော့ဟုတ်ပါတယ်လူကြီးမင်းတို့ထင်တဲ့အတိုင်းပါပဲကလောမှာကန်ကိုတိုင်းမိတ်ဆက်ပြီးရောင်းချပေးခြင်းနဲ့အိမ်အပါမြေခွက်လေးကြောက်ပါပဲရှင်အခုဒီမြင်တွေ့နေရတဲ့လမ်းကြီးကတော့ပြည်အောင်စုလမ်းမကြီးပေါ့နော်ပြည်အောင်စုလမ်းမကြီးရဲ့အနည်းဆုံးမှာရှိတဲ့အိမ်အပါမြေခွက်လေးစီကိုကန်နဲ့တူလိုက်ခဲ့ပါအောင်ရှင်ကန်ကိုရောက်ရှိနေတဲ့နေရာလေးကတော့ပြည်အောင်စုမိန်းလမ်းမကြီးနဲ့အနီးဆုံးကလောမြို့မဈေးရဲ့အနောက်ဘက်အဘကိုမျိုးရှင်ဟော်နဲနာကနတ်စင်လန်းထဲမှာပဲဖြစ်ပါတယ်ရှင်။ကျိန်တို့ဒီနေရာလေးကနေကလောမြို့မဈေးကိုပဲလမ်းလျှောက်သွားမလားဒါမှမဟုတ်နာမည်ကြီးကော်ဖီဆိုင်နေမှာပဲကော်ဖီတောက်ပြီးအနားယူမလားအရာအားလုံးကတော့လက်တကမ်းမှာပဲရှိပါတယ်ရှင်။ကျန်အခုရောင်းချပေးစတာကတော့ဒီအိမ်လေးပါပဲရှင်။ဒီအိမ်အပါမြေလေးပါရှင်။လေးရဲ့ဒီနေရာကိုထပ်ပြောပြရမယ်ဆိုရင်ကျန်တို့ပြည်အောင်စုမိန်းလမ်းမကြီးနဲ့ကုံတယ်လမ်းရဲ့ကြားထဲမှာတည်ရှိနေရပဲဖြစ်ပါတယ်ရှင်ဒီအိမ်လေးကတော့ဥပိုင်အမှတ်ခုံဖြစ်ပြီးတော့မြေခွက်အမှတ်ကတော့လူကြီးမင်းတို့လူကြိုက်များတဲ့အမှတ်6ပဲဖြစ်ပါတယ်ရှင်အကျယ်အားဖြင့်ဆိုရင်တော့ကျန်တို့ 0.095 ဧကကျယ်ဝန်းပြီး65ပေပတ်လည်အကျယ်ဝန်းရှိတဲ့အိမ်အပါမြေခွက်လေးပဲဖြစ်ပါတယ်ရှင်အိမ်ကတော့လူကြီးမင်းတို့စိတ်ကြိုက်ပြန်လဲ renovate လုပ်ပြန်လဲဆောက်လုပ်နိုင်မှာဖြစ်ပြီးတော့မြေခွက်ကတော့ကလောမှာဆိုရင်အခုလိုမျိုးအချက်ချာကြအကွက်လာငင်းကြီးအကွက်လေးကတော့အကျန်းကိုရှားနေပြီနော်ဒါကတော့ဒီကန်တို့ရောင်းချခြင်းနဲ့အိမ်လေးရဲ့ဒီနေရာရဲ့အနီးတစ်ဝိုက်မှာတည်ရှိတဲ့စီးပွားရေးလုပ်ငန်းတွေအပြည့်ဖြစ်နေတဲ့လမ်းမကြီးပဲဖြစ်ပါတယ်ဒါကတော့နတ်စင်လမ်းမကြီးဖြစ်ပါတယ်ဒီအိမ်လေးရဲ့ဒီနေရာ location ကကလောရဲ့တကယ်ကို prime location ပဲဖြစ်ပါတယ်ရှင်ဒီလိုနေရာမျိုးကတကွက်ထွက်ပြီးရင်နောက်ထပ်တကွက်ထွက်ဖို့အတွက်အရန်ကိုမှရှားတဲ့နေရာမျိုးလေးပါရှင်အခုလိုမျိုးနေရာကောင်းအကွက်လာငင်းအိမ်အပါမြေကွက်လေးရဲ့ဈေးလေးကတော့3,000ခေါ်ထားပါတယ်ရှင်ပိုင်ဆိုင်မှုအနေနဲ့ကလည်းကျန်တို့ရေရှည်ပိုင်ဆိုင်မှုခိုင်မာတဲ့ဂရန်မြေမြေပေါက်ပဲဖြစ်ပါတယ်ရှင်ဆိုတော့ဒီအိမ်လေးကို invest လုပ်ဖို့စိတ်ဝင်စားတယ်ဆိုရင် KK Real Estate ကိုအခုပဲဆက်သွယ်လို့ရပါတယ်ရှင်ရန်ကုန်မှာကိုနိုဈေးလောက်နဲ့ကလောမျိုးလေကောင်မှာအိမ်နဲ့ခြံနဲ့နေရမယ့်အခွင့်အရေးလေးဆိုလဲမမဘူးပေါ့ရှင်ဆိုတော့ဒီမြေခွက်လေးကိုစိတ်ဝင်စားတယ်ဆိုရင် KK Real Estate ကိုအခုပဲဆက်သွယ်ပေးပါဦးရှင်ရိုင်နဲ့အတူကလောမျိုးမှာပြန်လည်ဆုံတွေ့ကြမယ်နော်